နာရဲ့လိုလားမှုရဲ့ထောက်ပစင်မျောလင့်လျက်ဆောင်နေလဲတန်ခေတော့ဝေးရောပေါ်ွယ်လူတကာတွေရည်နေချိန်မှာလူတကာတွေပြုံးနေချိန်မှာငါဘဝတော့လေမိုးချင်းရဲ့အရေးအောက်မှာငြိမ်ကြည်လေလေရှေးဘဝ